လာရှုမှာလာရှုသူအထောင်းဆိုင်မှာနာမည်ကြီးတဲ့ဂျင်းတုပ်လေးပါရှင်ဒီနေ့ကဂျင်းကိုကိုယ်တိုင်နှက်တာဖြစ်လို့စက်မာကြီးခါမာကြီးလုံးဝမပူရပါဘူးဒါကမင်းဂျင်းနဲ့နေတာပါခဏနေကြရင်အရာကတင်းပါမယ်ရှင်ဟယ်လိုမင်္ဂလာပါရှင်နင်ကဂျင်းတုပ်လေးတုပ်ပြပါမယ်ဒီနေ့ဂျင်းလေးနှက်နေနေပေါ့နော်တုပ်ချင်စိတ်ပါလာတယ်တုပ်ပြပါမယ်ရှင်ပထမဆုံးကော်ဖီလေးထည့်ပါမယ်ရှင်ဒါလေးကတော့ခင်းချင်ပြီးပါခင်းချင်ပြီးအမှဲ့နဲ့ပို့လိုက်တယ်နော်ဂျင်းတုပ်ကအစိမ့်နဲ့ကြိုင်လည်းပြောလို့ရပါတယ်ဒါလေးကပစံချောက်ပဲမုံလေးထည့်ပါတယ်လုံးဝသူကရအစပလာမခိုးတဲ့အတွက်ဒီဂျင်းတုပ်ကအရန်ကိုစားလို့ကောင်းပါတယ်စီဆွဲလေးနဲ့ချင်းချင်းဆက်ဆက်လေးစားရတာရမိုက်ပါရှင်အခုတော့ဂျင်းတုပ်လေးရပါပြီရှင်ဒါကမမေရဲ့ကိုရိုင်းချက်ထားတဲ့စီကျက်လျှို့ဝက်ချက်စီကျက်လေးပါရှင်ဂျင်းတုပ်လေးရပါပြီရှင်ဒါလေးကတော့အရန်မိုက်တဲ့ဂျင်းတုပ်လေးပါ